ငွေမရှိတဲ့လူဟာပို့ပြီးတော့စိုးတဲ့ဘက်ကိုပြောင်းနိုင်တယ်တချို့ကကံကိုကောင်းပါတယ်ကွာကံကောင်းဖို့ကအလုပ်ကောင်းမှဖြစ်မယ်ဟုတ်ကဲ့ပါငွေရှာကောင်းမှဖြစ်မယ်ပတ်စံချမ်းသာရင်အန္တရာယ်များပါတယ်ကွာမဟုတ်ဘူးချမ်းသာရင်မိတ်ဆွေပိုများတယ်ဟုတ်ကဲ့ဝင်ငွေလည်းပိုများပါတယ်ဆရာဟုတ်ကဲ့ဟုတ်နောက်တချို့ကပြောတယ်အချစ်ကိုငွေနဲ့ဝယ်မရပါဘူးကွာဟုတ်တယ်အချစ်ကိုငွေနဲ့တော့ဝယ်လို့မရဘူးဒါပေမဲ့ငွေရှိရင်တော့ဆွေးနွေးခင်းနေရလာတယ်ငွေရှာဖို့အချိန်ကုန်နေတယ်ကွာမင်းကပြောစရာအချိန်ရောရှိရလားလို့ပြောကြတယ်ဟုတ်ကဲ့ပါဆရာဘာပြောခြင်းလဲငွေမရှိရင်ပြောစရာအချိန်ရှိလေပြောလို့မရဘူးဟုတ်ကဲ့ပါဆရာဒါကြောင့်ငွေချင်းတဲ့ပတ်သက်အဲ့ဒီလိုကောင်းတဲ့အမြင်တွေဆရာတို့ရှိဖို့လိုပါတယ်